တောအုပ်ဘရင်မတာယာနောက်ဆုံးတိုက်ပွဲပုစင်းရင်ကွဲများနှင့်ငှက်ငယ်များဝင်းရံချမ်းရံထားသည့်လေတင်မောကြီးသည်ရေကန်တစ်ခုပေါ်သို့အတာယာစိုက်ကပ်လိုက်သည့်ထိုလေတင်မောပေါ်တွင်ပါလာသူမှတောအုပ်တစ်ခုလုံးကကြီးညိုလေးစားကြသည့်ဘရင်အာယာဖြစ်သည်သူမသည်ပန်းပွင့်ဖတ်များနှင့်ကြားရွက်များဖြင့်ချုပ်လုပ်ထားသည့်ဝတ်စုံကိုဆင်ញံထားပြီးသူမသွားလျက်အရက်တိုင်းတွင်သူမကိုဂုဏ်ပြုသောအဖြစ်ကြားပန်းများပွင့်လန်းလာတတ်သည်ယနေ့သည်ဘရင်မကြီးအနေဖြင့်သူမ၏အရိုက်အရာကိုဆက်ခံမိသူကိုရွေးချယ်ရမည်နေထူးနေမြတ်ဖြစ်သည်ထို့သို့ရွေးချယ်ရန်အတွက်ပထမဦးစွာသင်္ကေတအဖြစ်အသုံးပြုမည့်ပန်းကုံတစ်ခုကိုရွေးချယ်ရမည်ဖြစ်သည်ပန်းကုံခူးရန်တာဝန်ပေးခြင်းခံရသည့်ခီးယူနှင့်ပတ်ကြီးတို့ကအကြီးဆုံးပန်းကုံကိုဘရင်မကြီးထံအထူးညွှန်းဆိုခဲ့ကြတော့လဲဘရင်မကြီးကမူအကြီးဆုံးဖြစ်တိုင်းအကောင်းဆုံးမဟုတ်ဟုယူဆကအသေးဆုံးပန်းကုံလေးကိုသာရွေးချယ်လိုက်သည်ထို့နောက်သူမ၏အသက်ဆွမ်းရည်များကိုထိုပန်းကုံလေးထဲသို့လွှဲပြောင်းပေးရန်အတွက်လက်ထဲသို့ညှောက်မလိုက်သည်ထိုချိန်တွင်စစ်တေနာပတိရိုနန်ရောနန်သည်ဘရင်မကြီးဘေးကင်းလုံခြုံရေးအတွက်စောင့်ကြပ်ကြည့်ရှုနေခဲ့သည်ရုတ်တရက်သူသည်တရွက်ညှို့လျော့သွားသည်ကိုတတိပြုမိလိုက်ပြီးဘာမှတွေးမနေဘဲချက်ချင်းလက်ကမြားဖြင့်ပစ်ခတ်လိုက်ရာတစ်ပင်ထဲတွင်ပုံအောင်နေသည့်ပုတ်တိုးဆွေးမိခြင်းအမောင်ထူမှခြားစားစစ်တီတော်တအူးကိုမှန်အောင်ပစ်ခတ်နိုင်ခဲ့သည်ထိုအခါတစ်ခေါက်များကွာကျလာပြီးအထဲမှမရေမတွက်နိုင်သောခြားစားစစ်တီများဝေါ်ပွားထွက်လာကြသည်ရင်းတို့သည်တောအုပ်ကြီးကိုဖျက်ဆီးရန်ဟူသောရည်ရွယ်ချက်တစ်ခုတည်းဖြင့်မွေးဖွားလာကြသူများဖြစ်သည်ရိုနန်ကဘရင်မကြီးကိုချက်ချင်းအမြန်ဆုံးထွက်ခွာသွားရန်တတိပေးလိုက်ပြီးထိုတောတွင်တောအုပ်၏စစ်တီတော်များကလည်းစစ်မျက်နှာဖွင့်ကခြားစားအင်အားစုများကိုတအူးပြီးတအူးများဖြင့်ပစ်ခတ်တိုက်ခိုက်ကြတော့သည်တောအုပ်၏ကောင်းကင်စီးမြင့်တက်သည်လည်းဘရင်မကြီးကိုကာကွယ်ရန်ဘေးမှလိုက်ပါပြန်တန်းပေးခဲ့သည်ထို့သို့ပြန်တန်းနေစဉ်ဘရင်မကြီးသည်မိခင်တအူးနှင့်သူမ၏သမီးငယ်ဒေစီဒဲစီတို့ကိုခြားစားစစ်တီတစုကလိုက်လံရန်ပြုနေသည်ကိုမြင်တွေ့သွားခဲ့သည်မိမိ၏တိုင်းသူပြည်သားများကိုအလွန်ချစ်မြတ်နိုးသောဘရင်မကြီးသည်တစ်ပင်စီပိုင်းတစ်ခုကိုအသုံးပြု၍ရင်းတို့ကိုချက်ချင်းကဲတင်လိုက်သည်သို့သောထို့သို့အာယုံပြောင်းသွားသည့်အတွက်ခြားစားစစ်တီများကဘရင်မကြီးစီးနှင်းလာသည့်ရထားလုံးကိုတိုက်ခိုက်ရန်အခွင့်အရေးရသွားခဲ့ကြသည်ရိုနန်သည်လည်းရန်သူများ၏ဆွဲချခြင်းကိုခံရကရေကန်ထဲသို့ကျသွားခဲ့သည်ရေအောက်တွင်ခြားစားစစ်တီများသည်ပန်းကုံများကိုတစ်ခုပြီးတစ်ခုအောက်သို့လိုက်လံဆွဲချရင်းဘရင်မကြီးကိုလျင်မြန်စွာဝိုင်းရန်ထားလိုက်ကြသည်ရင်းတို့အောင်မြင်တော့မည်ဟုထင်ရသည့်အချိန်တွင်ဘရင်မကြီးသည်ရုတ်တရက်အပေါ်သို့ခုန်တက်လိုက်ပြီးပက်လက်ရှိရန်သူများကိုလွှင့်စင်သွားစေခဲ့သည်ထို့နောက်နွယ်ပင်တပင်ကိုဖန်ဆင်းကရေထဲမှရုံထွက်ခဲ့ပြီးအပေါ်ရှိတရွက်များကိုအုံပြုကမိမိကိုယ်ကာကွယ်လိုက်သည်သို့တော်လည်းခြားစားစစ်တီများကဆွဲမလျှော့ပဲဆက်လက်မဆုတ်မနစ်လိုက်လံတိုက်ခိုက်ကြသည်ဘရင်မကြီးအန်ရကြုံတွေ့နေရသည်ကိုမြင်သောအခါအခြားသောတောအုပ်စစ်တီတော်များလည်းတိုက်ပွဲထဲသို့ဝင်ရောက်လာကြသည်အနီးနားတွင်မူခြားစားအမောင်ထူ၏အရှင်သခင်ကတိုက်ပွဲကိုစောင့်ကြည့်နေပြီးယနေ့တွင်ဘရင်မကြီးကိုအမိရဖန်ဆီးရန်ဆုံးဖြတ်ထားသည်ဘရင်မကြီးကလက်ဟန်ချင်းဟန်တစ်ခုပြုလုပ်လိုက်ပြီးတစ်ပင်6တစ်ခုကိုအသုံးပြုကနောက်မှလိုက်လာသည့်ရန်သူများကိုတခဏချင်းအတွင်းအပြတ်ရှင်းလိုက်သည်သို့တော်လည်းသူမ၏ရှေ့တွင်ပုံမတန်မာသည့်ခြားစားစစ်တီများထပ်မံပေါ်လာပြန်သည်ထိုအချိန်တွင်အနီးနားရှိသမီးငယ်ဒေစီကအချိန်ကိုက်ဝင်ရောက်ကူညီပေးခဲ့သဖြင့်ဘရင်မကြီး၏အသက်ကိုတဖန်ပြန်လဲကဲတင်နိုင်ခဲ့သည်မိမိတိုင်းသူပြည်သား၏ဘေးကင်းမှုကိုစိုးရိမ်သောကြောင့်ဘရင်မကြီးသည်ခြားစားစစ်တီများကိုမိမိတဦးတည်းနောက်သို့သာလိုက်လာစေရန်လမ်းလွဲခေါ်ဆောင်သွားခဲ့သည်သူမ၏ခြေပွားအောက်ရှိအပင်များကတဘာဝအတိုင်းထွက်ပြေးလွတ်မြောက်နိုင်မည့်လမ်းတစ်ခုကိုလျင်မြန်စွာဖန်တီးပေးခဲ့သည်လမ်းဆုံးသို့ရောက်သောအခါဘရင်မကြီးသည်အောက်သို့ခုန်ချလိုက်ပြီးချက်ချင်းဆိုသလိုရောက်ရှိလာသည့်ရိုနန်ကသူမကိုလှမ်းဖမ်းလိုက်နိုင်သည်အနေရကင်းသွားပြီဟုသူတို့ထင်မှတ်ခဲ့ကြတော့လေရုတ်တရက်များတစ်စင်ကသူတို့ထံသို့ပြန်တန်းလာခဲ့သည်ခြားစားအမောင်ထူ၏အရှင်သခင်ကသူတို့နောက်သို့အမိလိုက်လာပြီးနောက်ထပ်များတစ်စင်ကိုထပ်မံပစ်ခတ်လိုက်ပြန်သည်ရိုနန်ကထိုများကိုဖမ်းယူပြီးပြန်လဲပစ်ခတ်လိုက်ရာခြားစားအရှင်သခင်၏တားဖြစ်သူကိုအောင်မြင်စွာတုတ်တင်နိုင်ခဲ့သည်သို့တော်လည်းရိုနန်လက်ကြည့်လိုက်သည့်အချိန်တွင်ဘရင်မကြီးသည်မြားထိမှန်ထားသည်ကိုတတိပြုမိလိုက်သည်သူကဘရင်မကြီးကိုကဲတင်ရန်လန်းလိုက်တော်လဲနောက်ကျသွားခဲ့ပြီဖြစ်သည်ဘရင်မကြီးသည်သူမ၏တာဝန်များမပြီးဆုံးသေးဘဲမြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့ရသည်ထိုအချိန်တွင်တောအုပ်ထဲသို့မတော်တဆရောက်ရှိလာသည့်အေမီမယ်ရီကာဒရင်ဟုခေါ်သောလူသားမင်းကလေးတဦးသည်ထိုဖြစ်ရပ်ကိုအတိုင်းသားမြင်တွေ့လိုက်ရသည်ဘရင်မကြီးသည်ခန္ဓာကိုယ်ပြောက်ကွယ်လူနေပါဖြစ်နေပြီးသူမ၏အချိန်ကုန်ဆုံးတော့မည်ကိုသိရှိသဖြင့်ကြံရှိသမျှသောအသက်ဆွမ်းအင်အားလုံးကိုပန်းကုံလေးထဲသို့ထည့်သွင်းကအေမီ၏လက်ထဲသို့အပ်နှံလိုက်သည်ထိုပြင်းထန်လာသောအသက်ဆွမ်းအင်ကြောင့်အေမီသည်လေထဲသို့လစ်ဆင်သွားပြီးမှမြေပြင်ပေါ်သို့ပြန်လဲကျဆင်းလာခဲ့သည်အေမီသည်ပန်းကုံလေးကိုယူဆောင်ကဘရင်မကြီးထံသို့အပြေးလွှားပြန်လာခဲ့သည်ဘရင်မကြီးတေးရန်ဆဲဖြစ်နေသည်ကိုမြင်သဖြင့်အေမီတယောက်ဘာလို့ရမှန်းမသိဖြစ်နေရှာသည်